Hello. 너무 떠올리는 내 맘은 매일매일 설레이는 예감으로 가득한 걸 처음에 만났을 때의 그 느낌 Hello, welcome back to my channel. ဒီနေ့ vlog လေးကတော့မဲကပောင်သွားလည်မဲ့ vlog ပေါ့နော်။ဒါပေမဲ့အခုကတော့မသွားခင်မှာချင်းမိုင်မှာရှိတဲ့မြန်မာဆိုင်တစ်ဆိုင်မှာ breakfast သွားစားကြတာပေါ့နော်။ Smiley, smiley, little boy, jumping puppy, puppy world. Well, like a fairy tale comes true. It might be your good time. Pumpkin, sweet cake, cookie friends. Well, this is my place for you. Still I remember until your December, 'cause I found Mr. Wonderful. I think of happy days. Wake up, lazy birds. Where is your home? Take me there. It makes me feel free, alright. Polly, Polly, don't say bye. Just turn it up, it makes me smile. I need a little time from you. Still I remember until view ရန်ကောင်းတဲ့ coffee ဆိုင်လေးရှိရဲဆိုလို့အခုစူးစမ်းပန်းစားတက်နေကြတာပါ။ Điều chị Vậy Vậy điều chị Vậy camera đây giao này Bà lâu mà đó Xe trù mà đó Cái này trù mà đó Thì thôi là nó bê vai vô liền 두근두근두근 너만 떠올리는 내 맘은 매일매일 설레이는 예감으로 가득한 걸 처음 만났을 때의 그 느낌 날 바라보는 내 눈빛 속에 Chạy hoài Chạy hoài Chạy hoài rồi đi Chưa Mai mà Đây là tôi chạy lại nha Cái này là chạy 이 모든 이런 두근거림은 난 처음인 걸 내게 말할까 The next day. ဒါကတော့နောက်တစ်ရက်ပေါ့နော် sunrise ကြည့်ဖို့အတွက်ဆိုပြီးတော့ဒီနေရာကိုရောက်နေကြတာပါကိုရီလိုပဲတခြားလူတွေလည်းကြည့်ဖို့အတွက်ရောက်နေကြတာပေါ့နော်ဒါပေမဲ့အဲ့ဒီကမိုးအုပ်တော့တော်တော်နဲ့မထွက်ဘူးဖြစ်နေတယ်နောက်ကျမှတဖြည်းဖြည်းတိမ်ပြီးရှင်းသွားပြီးတော့မှခဏလေးပဲထွက်လာ
နောက်ကျတော့မိုးပြန်အုပ်သွားတော့ဒါမဲ့ခဏလောက်တော့ရိုက်လိုက်ရတယ်ပေါ့နော်နင်းပြီးတော့မိုးပြန်အုပ်သွားပါတယ် တနေ့တစ်ခေါက်ဆောင်ဖို့တနေ့တစ်ခေါက်ဆောင်ဖို့ကောင်းဆုံးဝက်ပါ ဟုတ်တယ်အိမ်မှာစကုန်းဖွင့်ပြီးသားလား ဒါကတော့အပြန်မှာမနက်စာတော့မဟုတ်တော့ပါဘူး branch ဖြစ်နေပြီမြန်မာဆိုင်တစ်ဆိုင်ပဲသူလည်းဈေးတက်တာတယ်ဒါပေမဲ့မြန်မာစားတောက်ပဲတော့မဟုတ်တခြားထိုင်းစားတောက်လည်းရတယ်မြန်မာဟင်းတွေလည်းရတယ်ဟင်းမွေးတွေကရတာမြန်တယ်ပြီးတော့အရသာလည်းမဆိုးကျမရောက်ရင်စားကိုစားမယ်ဆိုပြီးတော့အားခဲရတဲ့ဝက်သားထုတ်ထိုးဆိုင်ရှိတယ်ဘိုက်ကပြည့်နေပြီဒါပေမဲ့သွားမယ်ဆိုပြီးတော့မှစိတ်ပိုင်းဖြတ်ထားတဲ့အတွက်မပြန်ခင်လေးတော့ရအောင်သွားကြည့်လိုက်တယ်လေစရာရှိရရောစားစရာရှိရရောအားလုံးလှုပ်ချင်တာလှုပ်ပြီးသွားတဲ့အခါဘန်ကောက်ကိုပြန်ပါပြီလမ်းမှာပြန်ရင်းနဲ့ဘန်းနဲ့10တန်အထောင်းဆိုင်တွေ့လို့ဝင်စားခဲ့လိုက်တယ်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲနောက် vlog ဒီမှာပြန်တွေ့ကြမယ်နော်တတား